လူရှင်များဆေးရုံများနဲ့အများဆုံးဆက်သွယ်ကုသပြုပေးကြပါလို့မေတ္တာရပ်ခံပါတယ်ဒီကနေ့မွန်လွဲပိုင်းကလှုပ်ခတ်ခဲ့တဲ့ငရင်တန်းကြောင့်နေပြည်တော်ပြည်မနာနဲ့တက်ကုန်းမှာဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုအခြေအနေများကိုအခုလိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုလားဟုတ်ပြီလားဒီလိုအောင်မကြောက်ဘူးခဲပါတော့ရရဟိုရှိပါရောအများကြီးပဲ没有肉路，没有味道，别说别说。谢谢你。好心面呢，看你妈肉的，等一下这。Hello. Dạ, ဆက်လက်ပြီးထပ်မံရရှိတဲ့သတင်းများကိုလည်းအချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမြေငရင်လှုပ်သည့်အခါတွင်ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှကာကွယ်နိုင်ရေးဆောင်ရွက်ရန်အချက်များမြေငရင်အန္တရာယ်မကျရောက်မီ
မြေငရင်တန်ခန္ဓာရင်ရှိမိအဆောက်အအုံများစောက်ရန်ဥပမာဝါဒဏိစသည်တို့ကိုသုံးပါမြေသားမခိုင်မာသည့်နေရာများတွင်အဆောက်အအုံမဆောက်ရန်ရှေးဦးသူနာပြုနီးများတင်ယူထားရန်သူနာပြုတစ်တာများထားရှိရန်မိသားစုဝင်များကိုလည်းတင်ပြပေးထားရန်လက်နှိပ်ဓမီဓာတ်ခဲသုံးရေဒီယိုစောင့်ထားပါပြိုလဲကျနိုင်သည့်ပစ္စည်းများအနီးမအိပ်ရန်ဥပမာဗီရိုမှန်ချက်ကြီးလဲကျနိုင်သည့်လေးလံသောပစ္စည်းများကိုကြမ်းကင်းနံရံတို့နှင့်ချီနှောင်ထားပါမြင်ငင်လှုပ်လျင်မိကိုနိုင်မိအမာခံပရိဘောကအရာဝတ္ထုများကိုကြိုတင်လေ့လာထားရန်ဥပမာဇပွဲကုံကဒင်ဖြစ်နိုင်လျင်တဘာဝဘေးရန်ရဲ့ကြိုတင်ကာကွယ်ရေးတင်နန်းများစင်ပွားတင်နန်းများတက်ရောက်ရန်မြင်ငင်လှုပ်နေစဉ်တွင်စိတ်ကိုတည်ငြိမ်စွာထားပါကွဲရှနိုင်မည့်ပစ္စည်းများရှိရာသို့မသွားပါနှင့်ပြိုကျနိုင်မည့်အရာဝတ္ထုအဆောက်အအုံများအနီးမှအမြန်ဆုံးရှောင်ရှားပါအဆောက်အအုံထဲတွင်ပိတ်မိပါကဇပွဲကုံများအောက်တွင်နေပါလျှက်စစ်ကျိုးများကိုရှောင်ရှားပါရှိသမျှမီးများကိုညှိမ့်သက်ပါမြင်းငရင်လှုပ်ပြီးနောက်မိသားစုဝင်များထိခိုက်မှုရှိမရှိစစ်ဆေးပါလိုအပ်လျင်စေကံဆေးရုံပို့ပါမြင်းငရင်လှုပ်စဉ်လျှက်စစ်ဓာတ်ကြိုးများပြတ်တောက်တတ်သဖြင့်လျှက်စစ်အန္တရာယ်သတိထားပါမြင်းငရင်လှုပ်စဉ်ကွဲကြသည့်ပစ္စည်းများကိုတေချာစွာရှင်းလင်းပါရင်းရိုင်အကွဲသွား၍ပြိုကျနိုင်မည့်အဆောက်အအုံများအနီးသို့မသွားပါနှင့်တောင်ကြီးဒေသဖြစ်ပါကတောင်ပြိုနိုင်၍သတိထားပါကောလာဟလသတင်းများမယုံပါနှင့်သက်ဆိုင်ရာဌာနများမှထုတ်ပြန်သည့်သတင်းများကိုသာနားထောင်ပါကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီပါမည်သည့်ဒေသတွင်မဆိုမြင်းငလျင်လှုပ်မည်ကိုကြိုတင်ခံမှန်းနိုင်ခြင်းမရှိ၍အမြဲတမ်းရှိပါငရင်လှုပ်နေစဉ်တွင်ရှောင်ရှားသင့်သည့်အချက်များအဆောက်အုံထဲသို့ပြေးမဝင်ပါနှင့်ဓာတ်လျာများအသုံးမပြုပါနှင့်အထက်မြင့်တိုင်းများမှခုန်ထွက်ခြင်းမပြုပါနှင့်တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများသို့ဆက်သွယ်နိုင်မှာဖြစ်ပါတယ်ရှင်ငရင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက်များမိမိ၏မိသားစုဝင်များကိုစစ်ဆေးပါမိသားစုဝင်များပျောက်ဆုံးသွားပါကသက်ဆိုင်ရာသို့အကြောင်းကြားပါထိခိုက်ဒဏ်ရာရရှိသူများကိုစစ်ဆေးပြီးလိုအပ်တဲ့အကူအညီများပေးပါသက်ဆိုင်ရာအစိုးရဌာနမှထုတ်ပြန်ကြေညာတဲ့သတင်းများကိုစဉ်ဆက်မပြတ်နားထောင်ပြီးအကြံပြုချက်များကိုလိုက်နာပါအခြားသူများကိုမျှဝေပါကောလာဟာလာသတင်းများကိုမယုံပါနှင့်မိမိအိမ်နှင့်ပတ်ဝန်းကျင်ရှိလျှက်စစ်ပစ္စည်းများပျက်စီးမှုများအားလုံးကိုပြန်လည်စစ်ဆေးပါအင်အားကြီးမားတဲ့ငရင်လှုပ်ပြီးတိုင်းနောက်ဆက်တွဲငရင်များလှုပ်တတ်ကြောင်းသတိပြုပါနောက်ဆက်တွဲဘေးအန္တရာယ်များကိုအထူးသတိပြုပါတဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများသို့ဆက်သွယ်နိုင်မှာဖြစ်ပါတယ်ရှင်ငရင်လှုပ်ပြီးနောက်ရှောင်ရှားသင့်သည့်အချက်များအဆောက်အုံ၏ခိုင်ခန့်မှုကိုစစ်ဆေးခြင်းမပြုဘဲမဝင်ရမြေကမ်းပါတောင်ဆောင်များသို့မသွားပါနှင့်မြေပြိုနိုင်ပါသည်ဆယ်ရေလောင်ကန်များအနီးမှာမနေပါနဲ့ဆယ်ကျိုးပေါက်ပြီးရေကြီးနိုင်သည်တာဝါတိုင်းများမျှော်စင်များအထက်မြင့်အဆောက်အုံများပြိုကျနိုင်သဖြင့်အနီးသို့မသွားပါနှင့်တဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါကဖော်ပြပါဖုန်းနံပါတ်များနဲ့အီးမေးလ်လိပ်စာများသို့ဆက်သွယ်နိုင်မှာဖြစ်ပါတယ်ရှင်